အားလုံးပဲမင်္ဂလာပါဒီဗီဒီယိုမှာတော့အောက်ပါတွေကွဲပြီးကျိုးနေတဲ့မီဇူနိုဖက်နဲ့လေးကိုပြန်ပြီးတော့ခွာတစ်လဲပြီးချုပ်ပြီးတောင်းမှာပဲဖြစ်ပါတယ်ဗျအရင်ဆုံးမကောင်းတော့တဲ့အောက်ပါကိုခွာဖို့လဲကျွန်တော်ကတော့ဟီကန်ကိုတုံးပြီးတော့အပူပေးပါမယ်ဗျအပူပေးပြီးသွားပြီဆိုလို့ရှိရင်တော့အခုလိုမျိုးပဲလွယ်လွယ်ကူကူခွာလို့ရတော့အောင်ပေါ့နော်ခွာဟောင်းတော့လက်ပြီးရင်တော့ကျွန်တော်တို့ခွာတစ်ကိုကော်ဘက်လေးနဲ့စားထားပြီးလိုက်ပါမယ်ဗျဒါဆိုရင်ကော်ကက်ဖို့အတွက်ကျွန်တော်ခွာတစ်မှာကော်လေးတွေတောက်ထားပြီးလိုက်ပါမယ်ဗျပြီးတော့ဖနက်မှာရောခွာလေးတွေစင်လေးတောက်ထားပြီးလိုက်မယ်နော်ခွာလေးတွေတောက်ပြီးသွားပြီဆိုလို့ရှိရင်တော့ဟိကန်နဲ့ကော်လေးတွေကိုဒီကြလေးအပူပေးလိုက်ပါမယ်ဗျကျွန်တော်ကော်လေးတွေကက်ဖို့စင်လေးဖြစ်ပြီဆိုလို့ရှိရင်တော့ကျွန်တော်ခွာကိုနေရာတိကျကျဖြစ်အောင်ဒီချာလေး view site ကက်ပေးရပါတယ်ဗျကော်လေးတွေတေချာကက်ဖို့အတွက်ကြတော့ကျွန်တော်ကအဝတ်နဲ့ကိုတညာလောက်စီထားပေးလိုက်ပါတယ်ဗျဒါတော့ကျွန်တော်တညာပြီးတော့ကျွန်တော်စီးရတဲ့ဝတ်ပြန်ဖြီးနေတာပေါ့နော်နောက်ဆုံးမှာတော့ဖက်နဲ့တွေပို့ခိုင်းသွားရအောင်ဆိုပြီးကျွန်တော်ကတော့ဘီဂျိုးနှစ်ထပ်ကိုတော်ပြီး6ထားပေးပါတယ်ဗျအားလုံးပဲကြားရင်တက်တယ်ဆိုလို့ရှိရင် line for တွေလောက်ထားပြီးခဲ့ပါအောင်နော်